အားလုံးမင်္ဂလာပါခင်ဗျအရှိလေပိုင်းနေမြေဒေတာထဲမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့သတင်းအများစုကိုကျွန်တော်ဒီနေ့ဒီနေရာကနေပြီးတော့တင်ဆက်ပေးကြပါမယ်ယနေ့2026ခုနှစ်မတ်လ16ရက်နေ့ကိုရောက်ရှိလာပြီပထမဆုံးသတင်းအနေနဲ့ဂါဇာကမ်းမြောင်နဲ့ကျွန်တော်အစပြုခြင်းနဲ့ဂါဇာထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ဂါဇာကမ်းမြောင်ရဲ့ဆလာအဒင်ဆိုတဲ့ရက်ွက်ထဲမှာရှိတဲ့နော်ဒါဂါဇာကမ်းမြောင်ထဲမှာရှိတဲ့ပါလက်စတိုင်းလူမျိုးတွေတွာလာလှုပ်ရှားနေတဲ့အခြေနော်ကားတစ်စီးကဒီဆလာအဒင်ဆိုတဲ့ရက်ွက်ထဲမှာတွားနေတဲ့အချိန်အစ္စရေးရဲ့မောင်းတူမဲ့ drone တစ်စင်းကဘုံသီးချပြီးတော့အဲ့ဒီကားကိုတိုက်ခိုက်ခဲ့ကားပေါ်မှာပါလာတဲ့ပါလက်စတိုင်းအရပ်သားပြည်သူ10ဦးတိတိအသက်ဆုံးရှုံးခဲ့ရတယ်2ဦးကပြင်းထန်ထန်ကဒဏ်ရာရရှိခဲ့တယ်လို့ဒါဂါဇာရဲ့ကျန်းမာရေးဝန်ကြီးဌာနကနေထုတ်ပြန်ထားတာတွေ့ရတယ်ဒီတိုက်ခိုက်မှုဖြစ်သွားတာက2026ခုနှစ်မတ်လ15ရက်နေ့ကဖြစ်သွားအဲ့တော့ပြောချင်တာဂါဇာထဲမှာကဘာကိုအစ္စရေးကပြောထားတဲ့ဂါဇာကမ်းမြောင်ထဲမှာကျွန်တော်တို့အပြစ်ခတ်ရက်စဲထားပါတယ်ဒါပေမဲ့ကျွန်တော်တို့အတန်တိတ်လူတက်နေပါဒါပထမနေရာတနေရာအကြောင်းကိုကျွန်တော်ပြောခြင်းဖြစ်တယ်ဒုတိယတနေရာဂါဇာထဲမှာရှိတဲ့ဒုတိယတနေရာနောက်ထပ်ဂါဇာကမ်းမြောင်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတဲ့တာမုံမြို့ဒီတာမုံမြို့ထဲမှာလည်းပါလက်စတိုင်းအရပ်သားပြည်သူတွေအများကြီးနေထိုင်အဲ့တော့ဒီတာမုံမြို့တွေကိုအစ္စရေး idea စစ်တပ်ကဝင်ရောက်စီးနင်းတယ်စီးနင်းပြီးတော့တာမုံမြို့ကိုပါလက်စတိုင်းအရပ်သားပြည်သူအလုံးစုံထွက်ခွာရအောင်ဒီထဲကိုဒီတူမှပါလက်စတိုင်းအရပ်သားပြည်သူပိုင်ဆိုင်ခွင့်မရဘူးဒီနေမြေအားလုံးကိုအစ္စရေးကသိမ်းလိုက်ပြီဆိုပြီးကြေညာပြီးတော့ပါလက်စတိုင်းအရပ်သားပြည်သူတွေကိုနှင်ထုတ်ခဲ့ရိုးရိုးနှင်ထုတ်တာမဟုတ်ဘူးနော်အကြမ်းဖက်ဆွဲထုတ်ပြီးတော့ဒီတာမုံမြို့ကနေနှင်ထုတ်တယ်ဒီမိသားစုဝင်တွေကဒီတာမုံမြို့ကနေပြီးတော့ဒီဂါဇာကမ်းမြောင်ရဲ့ခယူနစ်ဒေတာလူနေရာမျိုးတွေကိုပြောင်းရွှေ့မှုလုပ်ရအဲ့လိုအချိန်မျိုးမှာလမ်းမှာကြားထဲမှာအဝါရောင်မြင်းတို့အနီရောင်မြင်းတို့ကန့်တက်ထားတဲ့အစ္စရေး idea စစ်တပ်ကနေဒီရွှေ့ပြောင်းလာတဲ့အရပ်သားပြည်သူတွေကိုတိုက်ခိုက်ခဲ့တယ်တိုက်ခိုက်ခဲ့တာတော့မှမိသားစုဝင်တွေအသက်ဆုံးရှုံးခဲ့ရတယ်ဟိုတိုက်ကားတစ်စီးဆိုရင်အဲ့ထဲမှာပါလာတဲ့မိသားစုဝင်အဖေရောအမေရောညီကိုမောင်နှမတွေရောအကုန်လုံးအသက်ဆုံးရှုံးခဲ့ရကလေးလေးတစ်ယောက်ပဲအသက်ရှင်တော်တော်ဝမ်းနေစရာကောင်းတဲ့မြင်ကွင်းပြဂါဇာကမ်းမြောင်ထဲမှာလက်ရှိဖြစ်နေတဲ့အခြေအနေကိုကျွန်တော်ချပြအစ္စရေးကကဘာကိုချပြထားတာဂါဇာကမ်းမြောင်ကြီးကိုကျွန်တော်တို့ ਨੇ အပြစ်ခတ်ရက်စဲထားနော်တိုးတော်ညာလဲသူတို့စစ်ကြဂါဇာထဲမှာနေမြေတွေသိမ့်ပိုက်တယ်ဂါဇာထဲမှာရှိတဲ့အရပ်သားပြည်သူတွေကိုကြိုက်တဲ့ပုံစံနဲ့ကြိုက်တဲ့နေရာမှာပြစ်ခတ်ရှင်းလင်းတပ်ဖြတ်ဒီသတင်းတွေအားလုံးကိုအမှောင်ချထားဂါဇာထဲမှာရှိတဲ့သတင်းမီဒီယာအားလုံးကအပြင်ကိုထုတ်ပြန်လို့မရအောင်ဂါဇာတွေကသတင်းမီဒီယာတွေကိုလည်းတပ်ဖြတ်ထားအစ္စရေး idea စစ်တပ်ကလုံနေတဲ့လုံရက်တွေဖြစ်တယ်ဆိုတော့ကျွန်တော်ယနေ့ပထမဦးဆုံးသတင်းတစ်ပုဒ်နဲ့ချပြခြင်းဖြစ်တယ်ဂါဇာထဲမှာရှိတဲ့နယ်မြေအားလုံးကိုလည်းအစ္စရေးသိမ်းပိုက်ထားဆက်လက်ပြီးတော့လည်းသိမ်းပိုက်နေတာပြောရမယ်ဆိုရင်ဒီဂါဇာကမ်းမြောင်ထဲမှာရှိတဲ့ဟာမတ်နဲ့ဒီအစ္စရေးနဲ့ကြားတဲ့စစ်ပွဲမစခင်ကတည်းကဂါဇာကမ်းမြောင်ကြီးတွေကိုအစ္စရေးကဘလို့ပိတ်ဆို့အရေးယူမှုတွေလှုပ်ဆောင်ထားလဲဆိုတော့ကမ္ဘာမှာရှိတဲ့သတင်းဌာနအများစုကပေါ်ပြပြီးသားဖြစ်တယ်သတင်းဖတ်တဲ့သူသတင်းကြည့်တဲ့သူတော့ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်နော်အဲ့တော့ဂါဇာကမ်းမြောင်ထဲမှာရှိတဲ့အရပ်သားပြည်သူတွေကိုနော်အစ္စရေးကနီးအမျိုးမျိုးနဲ့ဖိနှိပ်ပြီးတော့ကျွန်တော်တို့ဆက်ဆံလာတာယနေ့အချိန်ထိပဲဖြစ်တယ်ဗျာနော်အဲ့တော့ဂါဇာတွေကအရပ်သားပြည်သူတွေနဲ့ပတ်သက်ပြီးတော့အင်တန်စိတ်မကောင်းဖြစ်ရကြောင်းကျွန်တော်ဒီနေ့သတင်းလေးကိုအားလုံးကိုညှိတွေ့ရအောင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါသေးသတင်းတစ်ပုဒ်ကတော့အမေရိကန်နဲ့အစ္စရေးကပူးပေါင်းပြီးတော့အီရန်နိုင်ငံရဲ့တီယန်မြို့အပါအဝင်အခြားပြည်နယ်အသီးသီးကိုလေကြောင်းကနေဆက်လက်ပြီးဖိအားပေးတိုက်ခိုက်လာတာကိုတွေ့ရတယ်ခင်ဗျ။လေကြောင်းတိုက်ခိုက်မှုကြောင့်မလို့အီရန်နိုင်ငံရဲ့မြို့တော်အသီးသီးပောက်ကွဲတံတွေစူညံတံတွေဖြစ်ပွားနေတာကိုတွေ့ရတယ်ခင်ဗျ။အဓိကကတော့ကျွန်တော်တို့အီရန်နိုင်ငံထဲမှာရှိတဲ့ IRGC စစ်တပ်ရဲ့ဌာနခွဲတွေဌာနဆိုင်ရာနေရာတွေအလုံးစုံကိုအမေရိကန်နဲ့အစ္စရေးကစစ်ရေးပြစ်မှတ်အဖြစ်ပြစ်မှတ်ထားပြီးတိုက်ခိုက်နေကြောင်းအမေရိကန်အစ္စရေးစစ်ဘက်ဆိုင်ရာဌာနကပြောကြားထားတာကိုတွေ့ရတယ်ခင်ဗျလက်ရှိအချိန်ထိစစ်ပွဲစကလေးကတရက်မှမပြတ်ဘူးအမေရိကန်နဲ့အစ္စရေးကအီရန်နိုင်ငံရဲ့တီယန်မြို့အပါအဝင်အခြားပြည်နယ်အသီးသီးကိုနေရာအနှံ့ပြားကိုဆက်လက်တိုက်ခိုက်နေကြောင်းဒါကမ္ဘာသတင်းဌာနအများစုကလည်းပေါ်ပြထားပါတယ်ခင်ဗျရုပ်သံလေးတွေလည်းကျွန်တော်အားလုံးကိုမြင်တွေ့ရအောင်ထည့်ပေးထားပါတယ်အဆိုအဆုံးတိုက်ခိုက်မှုနေရာတွေကတော့ဒါအီရန်တီယန်မြို့မှာရှိတဲ့အရသာပြည်သူတွေတွာလာနေတဲ့လမ်းမတွေပေါ်ကိုအမေရိကန်နဲ့အစ္စရေးကကြီးမားတဲ့လက်နက်ကြီးတွေကျဲချတဲ့အတွက်ကြောင့်မလို့အရသာပြည်သူတွေတေဆုံးမှုနဲ့ဒဏ်ရာရများလာတာကိုတွေ့ရတယ်ဒါရုပ်တံလေးတွေလည်းကျွန်တော်ထည့်ပေးထားပါတယ်ခင်ဗျဒါလမ်းမအကြီးပေါ်ဒီမှာတွာလာလှုပ်ရှားနေတဲ့အရသာပြည်သူတွေအတွက်နော်တော်တော်အင်တန်စိုးရင်ရတဲ့အခြေအနေတွေကိုမြင်တွေ့ရပါတယ်ဒါဒီမှာရှိတဲ့အရသာပြည်သူအသက်အိုးအိမ်နော်တိုက်ရိုက်ချင်းချောက်ပြီးတော့
အမေရိကန်နဲ့အစ္စရေးကတိုက်ခိုက်နေကြောင်းလေရုပ်သံလေးတွေနဲ့ကျွန်တော်အားလုံးကိုမြင်တွေ့ရအောင်ထည့်ပေးထားခြင်းဖြစ်တယ်ခင်ဗျာနော်နောက်ထပ်ကျွန်တော်တို့ဒီအီရန်မြို့လေကောင်မှရှိတဲ့လူနေထူထပ်တဲ့အဆောက်အုံကြီးတွေကိုပြစ်မှတ်ထားပြီးတော့ဒီအမေရိကန်နဲ့အစ္စရေးကတိုက်ခိုက်ထားတာကိုတွေ့ရတယ်အဆောက်အုံတွေအားလုံးဒီပါမိလောင်ပျက်စီးနေတာကိုတွေ့ရပါတယ်ခင်ဗျာဒါကအင်တန်ကြီးမားတဲ့ပစ္စည်းဆုံးရှုံးမှုတွေဖြစ်ကြောင်းလေအီရန်ရဲ့အခြေတိုက်သတင်းတွေကဖော်ပြထားတာကိုတွေ့ရတယ်ခင်ဗျာဟုတ်ကဲ့ပါဒါလက်ရှိအမေရိကန်နဲ့အစ္စရေးကအီရန်ပေါ်ကိုဆက်လက်ဖိအားပေးပြီးတော့လေကြောင်းကနေတိုက်ခိုက်နေခြင်းဖြစ်တယ်အီရန်ရဲ့ဒီဘလူချစ္စတန်ပြည်နယ်ဆိုတာပါကစ္စတန်နဲ့နယ်စပ်ပြည်နယ်တစ်ခုဖြစ်တယ်ဒီပြည်နယ်ပေါ်မှာလေဒါအမေရိကန်နဲ့အစ္စရေးရဲ့တိုက်လေယာဉ် jet fighter အများစုကဒီလေပိုင်နက်တွေကိုတော့စုံမိုးထားနိုင်ကြောင်းကိုပြသတဲ့အနေနဲ့အနှိမ့်ဆုံးအဆင့်ကနေပြန်တန်းပြီးတော့၎င်းတို့jet fighter တွေကိုမောင်းနှင်နေတာတွေ့ရတယ်လို့ဒါအီရန်ရဲ့အခြေတိုက်သတင်းတွေကရုပ်သံလေးတွေကိုရိုက်ပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်မြင်တွေ့ရအောင်အားလုံးထည့်ပေးလိုက်ခြင်းဖြစ်တယ်လက်ရှိတော့အီရန်ပေါ်ကိုအမေရိကန်နဲ့အစ္စရေးဖိအားပေးပြီးတော့ဆက်လက်တိုက်ခိုက်နေကြောင်းကျွန်တော်အားလုံးကိုသိစေချင်လို့ဒီသတင်းလေးကို share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်အစ္စရေး IWAT လေတပ်ကနေပြီးတော့လက်ဘနွန်နိုင်ငံတောင်ပိုင်းတွေကိုကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်လာတာကိုတွေ့ရတယ်ခင်ဗျာဒီလေကြောင်းတိုက်ခိုက်မှုကြီးတွေကလက်ဘနွန်နိုင်ငံတောင်ပိုင်းဘေလုံးမှာရှိတဲ့စင်ကြီးဘုံရက်ကွက်တွေကိုထပ်မံပြီးတော့ပြင်းအားကြီးတဲ့လက်နက်ကြီးတွေနဲ့တိုက်ခိုက်လာတာကိုတွေ့ရတယ်ဒီတိုက်ခိုက်မှုကြောင့်အသေးပြောက်ပုံမများပြားလာနိုင်ကြောင်းလဲလက်ဘနွန်အခြေတိုက်သတင်းတွေကဖော်ပြထားတာကိုတွေ့ရပါတယ်ဒါလက်ဘနွန်မှာရှိတဲ့ Hezbollah တပ်ဖွဲ့ကိုအချောင်းပြပြီးတော့ Israel IWAT လေတပ်ကနေပြီးတော့ကြီးမားတဲ့လက်နက်တွေကိုအသုံးပြုပြီးတော့ဘေလုံးမှာရှိတဲ့စင်ကြီးဘုံရက်ကွက်တွေကိုအဓိကစစ်ရေးပြစ်မှတ်အဖြစ်ပစ်ခတ်တိုက်ခိုက်နေကြောင်းဒါကမ္ဘာသတင်းဌာနအများစုကဖော်ပြထားတာကိုလည်းတွေ့ရပါတယ်ရှားတဲ့ရုပ်သံလေးတွေအများစုကိုကျွန်တော်ထည့်ပြီးတော့လက်ဘနွန်တောင်ပိုင်းရဲ့အခြေအနေအရရက်ကိုအားလုံးမြင်တွေ့ရအောင် share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတော့လွန်ခဲ့တဲ့ရက်ကလူမှုကွန်ရက်စာမျက်နှာမှာ၎င်းသတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့၎င်းဒီလက်ချောင်းတွေက6ချောင်းတွေပြောလို့ပြောလက်ချောင်းတွေကမညီဘူးပြောပြီးတော့၎င်းကိုတေပြီးလို့ထုတ်ပြန်တာတွေ၎င်းတန်ရာရရှိသွားပြီးလို့ထုတ်ပြန်တဲ့သတင်းဌာနတွေအများကြီးကိုမြင်တွေ့နေရတဲ့အတွက်ကြောင့်၎င်းရုံလုံးထွက်ပြလာတာကိုတွေ့ရတယ်ကော်ဖီဆိုင်တစ်ဆိုင်မှာကော်ဖီဝင်တောက်ပြီးတော့ကျွန်တော်ကြမ်းကြမ်းမှရှိနေတယ်ကျွန်တော်ကိုစိတ်ပူပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်အရက်သားပြည်သူတွေနဲ့ကျွန်တော်အတူရှိနေတယ်ဆိုတာကိုပြောကြားလာတာကိုတွေ့ရတယ်နောက်ထပ်အီရန်ပေါ်မှာစစ်စင်ရေးတွေလှုပ်ဆောင်ရန်အတွက်ပြင်ဆင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလူမှုကွန်ရက်စာမျက်နှာကိုအခုမှရောက်ရှိလာရခြင်းဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကပြောကြားထားတာကိုတွေ့ရတယ်ခင်ဗျဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ရုပ်သံလေးထည့်ပြီးတော့အားလုံးကိုမြင်တွေ့ရအောင် share ပေးလိုက်ခြင်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးချင်ပါသေးတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့အီရန်ကနေပြီးတော့အစ္စရေးရဲ့မြို့တော်တဲဘက်ကိုအဓိကပြစ်မှတ်ထားပြီးတော့အတန်ထက်မြန်တဲ့ hypersonic drone ကြီးတွေနောက်ထပ်ကူရန်ရှာဆိုတဲ့ဒီ cluster တွေတက်ဆင်ထားတဲ့ပဲ့ထိန်း drone ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်တိုက်ခိုက်မှုကတော်တော်တော့ပြင်းထန်တာကိုတွေ့ရတယ်ခင်ဗျဒါ hypersonic drone ကြီးတစ်စီးဒါတဲဘက်မြို့ပေါ်ကိုရောက်လာတဲ့အချိန်မှာတဲဘက်မြို့ပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီမြေပြင်ကိုတိုက်ရိုက်ကျတဲ့အချိန်မှာအောက်ကနေပြီးတော့ကျွန်တော်တို့လေကြောင်းရန်ကာဝေးစနစ်ကဒီ drone ကြီးကိုဟန်တာဖို့နှစ်စင်းရောက်လာတွေ့ရတယ်နော်နှလုံးရောက်လာတွေ့ရတယ်ဒီနှလုံးကြားကနေပြီးတော့ဒီ hypersonic drone ကြီးကချက်ချင်းဆိုသလိုမြေပြင်ပေါ်ကိုစက္ကန့်ပိုင်းအတွင်းရောက်သွားပြီးတော့ဖောက်ခွဲပစ်လိုက်တာကိုတွေ့ရတယ်တော်တော်ပြင်းအားကြီးတဲ့ hypersonic drone ကြီးကဒီတဲဘက်မြို့လေကောင်ကြီးမှာဖောက်ခွဲသွားတာကိုတွေ့ရတယ်ဒီရုပ်သံလေးကိုကျွန်တော်အားလုံးကိုမြင်တွေ့ရအောင်ထည့်ပေးထားခြင်းဖြစ်တယ်ဒါလက်ရှိ David မြို့ရဲ့တော့ဒီအဓိကမြို့အလဲကောင်ကြီးထဲမှာရှိတဲ့နေရာအသီးသီးကိုဒါ hypersonic drone ကြီးတွေကြားရောက်တယ်နောက်ပြီးတော့ cluster တွေတက်ဆင်ထားတဲ့ Kuransha ဆိုတဲ့ပဲ့ထိန်း drone ကြီးတွေလည်းဆက်လက်ပြီးကြားရောက်နေတာကိုတွေ့ရတယ်နေရာအသီးသီးကိုကြားရောက်တယ်ဗျဒါ Israel ထဲမှာရှိတဲ့ Hebrew သတင်းဌာနတွေရဲ့ဖော်ပြချက်အရဆိုရင်ဒါတဲဘက်မှာရှိတဲ့ဌာနဆိုင်ရာရုံးတွေကိုတိုက်ရိုက်ထိမှန်ထားကြောင်းပြောကြားထားတာကိုတွေ့ရတယ်ခင်ဗျအခြားနေရာအသီးသီးကိုလည်းဒီ cluster တွေပဲ့ထိန်း drone ကြီးတွေကြားရောက်ပြီးတော့ပောက်ကွဲနေတယ်မိလောင်နေတယ်ဒါနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့မိငိမ့်သက်ပြီးတော့ကယ်ဆယ်နေကြောင်းလည်းပြောကြားထားတာကိုတွေ့ရတယ်အသေးပြောင်းတဲ့တန်ရာစီးရင်ကတော့များနိုင်ကြောင်းလည်းဒါ Hebrew သတင်းဌာနတွေကဖော်ပြထားတာကိုတွေ့ရတယ်ခင်ဗျဟုတ်ကဲ့ပါဒီရုပ်သံလေးလည်းကျွန်တော်အားလုံးကိုမြင်တွေ့ရအောင်ထည့်ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျလက်ရှိဒါအီရန်ကနေပြီးတော့အစ္စရေးရဲ့မြို့တော်တဲဘက်ကိုအဓိကပဲ့ထိန်း drone ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ထားတဲ့စစ်စင်ရေးသတင်းလေးပါခင်ဗျနောက်ထပ်တနေရာမှာလည်းအီရန်ကနေပြီးတော့ဒါအရှေ့အလယ်ပိုင်းပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ UAE အာရပ်စော်ဘွားများပြည်ထောင်စုဒီနေရာမှာရှိတဲ့ကျွန်တော်တို့ဒူဘိုင်းမှာရှိတဲ့လေဆိပ်ကိုအဓိကပြစ်မှတ်ထားပြီးတော့အတေခံမောင်းသူမဲ့ drone နဲ့ပြစ်ခတ်တိုက်ခိုက်လာတာကိုတွေ့ရတယ်ဒါအီရန်ကတိုက်ခိုက်တာခင်ဗျဒီလေယာဉ်ဝင်းကိုတိုက်ရိုက်ထိမှန်ခဲ့တာကိုတွေ့ရတယ်ပေါက်ကွဲနေတဲ့ရုပ်တံတွေလည်းဒါဒူဘိုင်းကအခြေစိုက်ဒီသတင်းတွေကဖော်ပြထားလို့ကျွန်တော်ရုပ်တံတွေပါထည့်ပြီးတော့အားလုံးကိုမြင်တွေ့ရအောင် share ပေးလိုက်ခြင်းဖြစ်တယ်ဗျဒါအသေးပြောင်းတဲ့ဒဏ်ရာစီးရင်တော့မသိရသေးဘူးသို့တော့ဒီလေယာဉ်ဝင်းကိုတိုက်ရိုက်ထိမှန်ပြီးတော့မိလောင်ပေါက်ကွဲနေတာကိုအားလုံးကိုမြင်တွေ့ရအောင်ကျွန်တော်ထည့်ပြီး share ပေးခြင်းဖြစ်တယ်ဒီဒူဘိုင်းမှာပဲနောက်ထပ်တနေရာကကျွန်တော်တို့စီလောင်ကန်တွေဗျနော်ဒါဒူဘိုင်းမြို့မှာစီလောင်ကန်တွေရှိတယ်နော်ဒါစီလောင်ကန်တွေကိုဒီအသေးကံမောင်းသူမဲ့ drone ထပ်မှန်ထိမှန်တဲ့အတွက်ကြောင့်မိလောင်နဲ့ပေါက်ကွဲတဲ့ထပ်ပြီးတော့ဒီစီလောင်ကန်တွေပျက်စီးသွားတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒူဘိုင်းအခြေတိုက်သတင်းတွေကပေါ်ပြထားတာကိုတွေ့ရတယ်ခင်ဗျဟုတ်ကဲ့ပါဒါလက်ရှိပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ UAE အာရပ်စော်ဘွားများပြည်ထောင်စုကိုအီရန်ကနေဆက်လက်ပြီးတော့တိုက်ခိုက်နေတာတွေ့ရကြောင်းကျွန်တော်ရုပ်သံလေးတွေပါထည့်ပြီးတော့အားလုံးကိုမြင်တွေ့ရအောင် share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ
နောက်ထပ်တနေရာမှာကအီဂျစ်နိုင်ငံဘာဂဒတ်မြို့မှာရှိတဲ့ဒါအမေရိကန်စစ်အခြေတိုက်စခန်းတစ်ခုဖြစ်တဲ့ဗစ်တိုးရီးယားစစ်အခြေတိုက်စခန်းကိုဒီဗစ်တိုးရီးယားစစ်အခြေတိုက်စခန်းအကျယ်ကြီးပဲဗျဒီစခန်းကြီးကိုနေ့စဉ်နဲ့အမျှဒါအီဂျန်ကနေပြီးတော့ဒီအတေခံမောင်းတုံမဲ့ drone တွေပြစ်လွတ်ပြီးတိုက်ခိုက်နေတာဆက်လက်ပြီးတိုက်ခိုက်နေဒီဗစ်တိုးရီးယားစစ်အခြေတိုက်စခန်းကြီးဓာတ်ရိုက်ထိမှန်ပြီးတော့မိလောင်နေတာကိုတွေ့ရတယ်ဒါအီဂျစ်မှာရှိတဲ့အခြေတိုက်သတင်းတွေကဖော်ပြထားတာကိုတွေ့ရတယ်ဗစ်တိုးရီးယားစစ်အခြေတိုက်စခန်းထဲမှာရှိတဲ့အမေရိကန်စစ်ဘက်ဝန်ထမ်းတွေထိခိုက်ဒဏ်ရာရရှိမှုများနိုင်ကြောင်းလဲဒါအီဂျစ်သတင်းဌာနအများစုကဖော်ပြထားတဲ့ရုပ်သံလေးကိုကျွန်တော်အားလုံးကိုမြင်တွေ့ရအောင်ထည့်ပြီး share ပေးလိုက်ခြင်းဖြစ်ပါတယ်လက်ရှိဗစ်တိုးရီးယားရဲ့အခြေအနေအရရက်အလုံးစုံကိုမြင်တွေ့ရပါလိမ့်ဟုတ်ကဲ့ပါဒါအီရန်ကနေပြုလုပ်ခဲ့တဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးထူးခြားတဲ့သတင်းလေးတွေဖြစ်ပါတယ်နော်ကျွန်တော်ရတဲ့ရုပ်သံလေးတွေကိုလည်းအားလုံးကိုမြင်တွေ့ရအောင်တနေရာလေးကနေပြီးတော့ထည့်ပြီး share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာနော်ဒါလက်ရှိအီရန်ကထပ်မံပြီးတော့ကြီးမားတဲ့စစ်စင်ရေးတွေကြီးမားတဲ့လှိုင်းကြီးတွေဆက်လက်လှုပ်ဆောင်သွားမယ်ဆက်လက်ပြီးတော့ခုခံတိုက်ခိုက်သွားမယ်လို့အီရန်ရဲ့ IRGC စစ်တပ်ရဲ့အကြီးအကဲအရာရှိများကပြောကြားထားတာကိုတွေ့ရပါတယ်ခင်ဗျာဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အားလုံးကိုသိသိချင်းလို့ကျွန်တော် share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါသေးတယ်ဒီသတင်းကယမန်နိုင်ငံမှာရှိတဲ့ဟူတီလက်နက်ကိုင်တပ်ဖွဲ့ရဲ့ခေါင်းဆောင်အန်ဆာအလာကနေပြီးတော့ထုတ်ပြန်လာတဲ့သတင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီရဲ့အီရန်နိုင်ငံမှာရှိတဲ့ခေါင်းဆောင်အသစ်ဖြစ်လာသူအဓိပတိမူဂျာတာဘာခါမီနီရဲ့အမိန့်အောက်မှာရှိပါတယ်အဓိပတိမူဂျာတာဘာခါမီနီကကျွန်တော်တို့ကိုပင်လယ်နီမှာရှိတဲ့ရေလက်ကြားတစ်ခုဖြစ်တဲ့ဘာဘာအယ်မန်ဒက်ဆိုတဲ့ရေလက်ကြားရှိတယ်ဒါကတကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစနစ်မှာ20%လောက်နော်ကမ္ဘာစီးပွားရေး20%လောက်ဖြတ်တန်းနေတဲ့ရေလက်ကြားတစ်ခုဖြစ်တယ်ဒါကကုန်တင်သင်းမောတွေစီတင်သင်းမောတွေတွာလာနေတဲ့ရေလက်ကြားတစ်ခုဖြစ်တယ်ကျွန်တော်ဟုံမုံရေလက်ကြားလို့ပဲကမ္ဘာနဲ့ချိတ်ဆက်နေတဲ့အသက်သွေးကြောတစ်ခုဖြစ်တယ်ဒီရေလက်ကြားပင်လယ်နီမှာရှိဒီဘာဘာအယ်မန်ဒက်ဆိုတဲ့ရေလက်ကြားဒီရေလက်ကြားကိုကျွန်တော်တို့ခေါင်းဆောင်ဖြစ်သူမိုဂျာတာဘာခါမီနီကပိတ်ဆို့ဖို့ပြောကြားလာရင်ဒီရေလက်ကြားကိုကျွန်တော်တို့ဒီရေလက်ကြားကိုပိတ်ဆို့သွားမည်ဖြစ်ကြောင်းဒါယမန်ဟူတီလက်နက်ကင်တပ်ဖွဲ့ရဲ့ခေါင်းဆောင်အန်ဆာအလာကပြောကြားလာတဲ့သတင်းတွေဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အားလုံးကိုသိသိချင်းလို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျနော်ဒါလက်ရှိစီးပွားရေးနဲ့ဆိုင်တဲ့အခန်းကဏ္ဍအင်တန်ဆိုးဝါးသွားဖို့အခြေအနေအရရက်ကိုစစ်ပွဲရှေ့သွားတာနဲ့ရောက်ရှိသွားနိုင်ကြောင်းကျွန်တော်ဒီညကနေပြီးတော့ထပ်လောင်းပြောကြားလိုက်ပေးရစီခင်ဗျနောက်ထပ်သတင်းတစ်ပုဒ်ကတော့လက်ဘရွန်တောင်ပိုင်းထဲမှာရှိတဲ့ Hezbollah တပ်ဖွဲ့ကနေပြီးတော့နေဆက်မှာ IDF စစ်အခြေတိုက်စခန်းအခြေကုပ်ယူထားတဲ့မကဘတ်တင်ကားစခန်းကိုအဓိကပြစ်မှတ်ထားပြီးတော့ကြီးမားတဲ့ကျွန်တော်တို့ rocket နဲ့ပစ်ခတ်ပြီးတိုက်ခိုက်သွားတာကိုတွေ့ရတယ်ရုပ်သံလေးကို၎င်းတို့ကထုတ်ပြန်လာတယ်ထုတ်ပြန်လာတဲ့အတွက်ကျွန်တော်အားလုံးကိုမြင်တွေ့ရအောင်ရုပ်သံလေးလည်းထည့်ပေးထားတိုက်ခိုက်မှုကတိကျပြီးတော့တေချာတဲ့ပြစ်မှတ်ကိုထိမှန်ခဲ့တယ်ထိမှန်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီလှုပ်ရှားနေတဲ့ IDF စစ်သား2ဦးရေအထက်မှာရှိနေတဲ့ IDF စစ်သား2ဦးရေစုပေါင်း IDF စစ်သား3ဦးအသက်ဆုံးရှုံးခဲ့ရကြောင်းဒါအစ္စရေးအခြေတိုက်သတင်းကလည်းဖော်ပြထားတယ်။အဲနဲ့ပတ်သက်ပြီးတော့ Hezbollah စစ်ဘက်ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်ကကျွန်တော်တို့ပြုလုပ်ခဲ့တဲ့စစ်စင်ရေးအလုံးစုံအောင်မြင်ခဲ့တယ်။နယ်မြေထိုးစစ်မှာလည်းထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်။ကျွန်တော်တို့ဒီလက်ဘနွန်နယ်စပ်ထဲကိုဝင်ရောက်လာတဲ့အစ္စရေးစစ်သားမှန်သမျှကိုကျွန်တော်တို့ပြစ်ခတ်ရှင်းလင်းနေတယ်တိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းကိုပြောကြားထားတာကိုတွေ့ရတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အားလုံးကိုသိသိချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ထူးခြားတဲ့သတင်းအများစုကိုကျွန်တော်အားလုံးကိုတနေရာတွေကနေသိသိချင်တဲ့စိတ်နဲ့ share ပေးလိုက်ခြင်းဖြစ်တယ်။လက်ရှိစစ်ပွဲကတရက်နဲ့တရက်ပို့ပြီးတော့ရှေ့လျားလာတာကိုတွေ့ရတယ်။အဲ့တော့စစ်ပွဲရှေ့လာတာနဲ့အမျှကျွန်တော်တို့လက်ရှိစွမ်းရည်နဲ့ဆိုင်တဲ့အခန်းကဏ္ဍမှာအာရှနိုင်ငံငယ်လေးတွေအများစုကဒီအရှေ့လေပိုင်းပင်လယ်ကွေ့နိုင်ငံတွေကိုမှီခိုနေရတဲ့အတွက်ကြောင့်မလို့လက်ရှိအခက်အခဲတွေအကျက်အတဲတွေနော်အမျိုးမျိုးဒီအာရှနိုင်ငံငယ်လေးတွေမှာကြုံတွေ့နေရတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အင်တန်စိတ်မကောင်းဖြစ်ရပါတယ်။စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်းအင်တန်စိတ်မကောင်းဖြစ်ရပါတယ်။ကျွန်တော်ပြောချင်တဲ့စကားကအားလုံးသိပြီးသားဖြစ်တယ်နော်ကမ္ဘာကြီးအေဂျင့်တာယာမှုအပေါင်းကြားရောက်ဖို့နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးငြိမ်းချမ်းတာယာမှုအပေါင်းကြားရောက်ဖို့အတွက်စုတော်မြတ်တာတွေပို့တာပေးဖို့ကျွန်တော်ဒီနေရာကနေအနုညွန့်တောင်းဆိုလိုက်ပါတယ်ခင်ဗျာနော်ရမြရမဇန်လာကလည်းတစ်ဖြည်းဖြည်းနဲ့ကုံဆုံးသွားတော့မှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ရတဲ့အချိန်လေးမှာဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့နော်အများဆုံးအေဂျင့်တာယာမှုအပေါင်းကြားရောက်ဖို့အတွက်စုတော်မြတ်တာတွေပို့တာပေးဖို့ imagine တွေကိုကျွန်တော်အနုညွန့်တောင်းဆိုလိုက်ပါတယ်မြတ်တာရက်ခံလိုက်ပါတယ်အားလုံးကိုကျွန်တော်ထူးခြားတဲ့တဲ့အများစုကိုတင်ဆက်ပေးရင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့ပြောလိုက်ပါရစေခင်ဗျာ